ဒီမိုစရယာလဲမှာဟာစီလာလေအများကြီးစီးနေပေမဲ့လည်းအသက်အငယ်ဆုံးဟာစီလာဒါဘယ်သူလဲဆိုတာကိုတော့သိကြရဲ့လားဒီနေ့မှာတော့အသက်အငယ်ဆုံးဟာချီလာဖြစ်တဲ့မူအီချီရိုအကြောင်းကိုပြောပြပေးသွားမှာပါတိုးလေးတနေရာလဲမှာမူအီချီရိုဟာသူ့ရဲ့အကိုဖြစ်တဲ့တိုကီတိုနဲ့အတူနေထိုင်ခဲ့ပါတယ်သူတို့ရဲ့မိဘနှစ်ယောက်စလုံးဟာအဖျက်ဖျက်ဆိုကြီးကြောင့်အသက်ပေးခဲ့ရတာဖြစ်ပြီးညီအကိုနှစ်ယောက်ဟာဘဝကိုကြိုးကြိုးစားစားဖြတ်တန်းခဲ့ရပါတယ်အဲ့ဒီလိုဖြတ်တန်းနေခဲ့ရတာတောင်မှတက်တမဆိုကြီးကထပ်မံရချခဲ့တာပါတယ်တနေ့မှာတော့ဒီမိုတကောဟာသူတို့အိမ်စီရောက်လာခဲ့ပြီးသူ့အကိုကိုတပ်ပြရပါတယ်မူအီချီဟိုကလည်းအဲ့ဒီစိတ်တန်ရာတွေကြောင့်ပဲယူကျုံမရကြည်ကွဲခဲ့ရပြီးသူ့ရဲ့အတွင်းစိတ်တိုင်းမှာလည်းကြွောင်ချောက်ချားတွေဖြစ်ခဲ့ပါတယ်အဲ့တို့တွေကြောင့်ပဲမူအီချီတိုဟာစကားနေပြီးတသိပ်စိတ်နေတတ်တဲ့ဟာချီလာတရားဖြစ်လာခဲ့ပါတယ်အော်စရာကောင်းတဲ့အချက်တစ်ချက်ကသူဟာဒီမော်လေးကိုတတ်ဖို့ဒီမိုစရယာခရော့လေးကိုဝင်ခဲ့ပေမဲ့လည်းနှစ်လားအကြာမှတဲ့ဟာစီလာတရားဖြစ်လာခဲ့တာပါဒါအပြင်သူဟာစီလာဖြစ်လာခဲ့တဲ့အသက်က17နှစ်ပဲရှိပါသေးတယ်ဒါဟာတော်တော်လေးကိုကျန်းတဲ့အခြေအနေတစ်ခုပါတခုတော့ပြောပြပါမယ်တန်ဂျီရိုဟာဒီမိုစရယာခရော့လေးကိုဝင်တာတလားနဲ့နှစ်ပန်းစစ်ခဲ့ပါပြီဒါပေမဲ့လည်းမက်ကာအန်သွားတဲ့အထိဆရာသမားကဟာစီလာမဖြစ်သွားခဲ့ပါဘူးSeason 3 Saw Smith Phillips S မှာမူအီချီလိုဟာအပါမိုးတွေကလွတ်ဖာစီတဲ့ Crossbow နဲ့တခါခဲ့ပါလေ Crossbow ဆိုတဲ့ကောက်တာတော်တော်လေးကိုခြားရထက်ပြီးစောင်ရမ်းကိုအာယုံတော့တဲ့ကောက်ပါဟိုပန်းအိုတီပန်းအိုဟာထွက်ပြီးလာပတ်ချနေတဲ့ကောက်ပါဒါပေမဲ့လည်းအပါမိုးတကောက်လို့တော့ soft မဆပဲအကူအညီမလို့ပဲမဲ့ break ဒီတက်ကလင်းနဲ့ချပြီးတခေါ်လဲအနာယူပြခခဲ့တာပါအဲ့ဒီဘက်တဲ့အတွင်းမှာပဲတီမိုစရယာမက်ကပေါ်လာပြီးသူ့ရဲ့စံရည်တွေကိုငကူရာထက်တိုးတက်သွားပါတယ်တီမိုစရယာမက်ဆိုတာသူတို့ရဲ့ limit ကိုကျော်သွားတဲ့အခါမှာပေါ်လာတာဖြစ်ပြီးအဲ့ဒါပေါ်လာတာနဲ့ဘက်တဲ့ဂျူလေးစင်းကိုကြာသွားစေတဲ့ face တက်ကနစ်ကိုပူတောင်းအားစေတဲ့အရာတစ်ခုပါဆိုတော့ဒီနေ့ကတော့ဒီတော့ပါပဲအခုကဒီမိုစရယာတွေကအတန်းငယ်စောခါစီလာကိုပြောပြပါလားပါကျွန်တော်ကတော့အဲ့ရပါ